Hello ဒီနေ့မှာဆိုလို့ရှိရင်တော့သူစားကျူရှင်မလေးရဲ့တနိတာကျူရှင်ဆီယာမလေးရဲ့အကြောင်းလေးကိုတဲ့တိဆက်ပြတော့မှာပဲဖြစ်ပါတယ်ဆိုတော့လေစလိုက်ကြရအောင်တီတီဟာအဲ့ရလည်းနိုးပြီဆိုတော့ငါဒီနေ့ကျူရှင်ကြောင့်မူဂျိုခလေးတင်ရမှာပါမဝါလို့ပေါ့နော်မူဂျိုခလေးတင်ရမှာဆိုတော့ငါယူတော့ထုတ်လိုက်အောင်မယ်အင်ကြီးလေးလဲလိုက်ပါအောင်မယ်အော်အရင်ဆုံးရေမချိုးရင်ငါမျက်နှာတစ်ကမှာဆိုမျက်နှာတက်လိုက်အောင်မယ်တက်လိုက်ပါအောင်မယ်လေးမျက်နှာလေးဒီသားပြီဆိုတော့ငါယူတော့ချိုးရမယ်ဆိုတော့အင်ကြီးလေးရမယ်လေသားပြီဆိုတော့ယူတော့ချိုးလိုက်အောင်လေးပါလေးချိုးလိုက်အောင်မယ်လေးဒီကလေးနဲ့ဝင်ပြီးချိုးလိုက်အောင်လေးပါချိုးသွားပြီလေးပါချိုးသွားပြီချိုးပြီးသားပြီဆိုတော့ငါအင်ကြီးတားလဲလိုက်ဆိုရင်ကောင်းပြီးလိုက်မယ်ကဲကောင်းလေးပြီးတော့ပြီးသားပြီဆိုတော့ငါအင်ကြီးလဲရမယ်ပြီးတော့ပြီးအင်းကြီးလဲလို့တော့ငါလက်စားလိုက်ပါအောင်မယ်ထိုင်လိုက်ပါအောင်မယ်လေးမလီမိတော်လို့ငါဘာမှမချက်ပဲနဲ့ဘလို့စားမှတော့ငါတွားပြီးတော့ချက်လိုက်ပါအောင်မယ်ဟင်းလေးပါလေငါတော့တဲပြီးတော့ချက်သားဟင်းတဲပြီးတော့ငါအရွက်လှီးနေစားလေးချက်ပြီးလှီးလိုက်မယ်ပြီးရင်ထမင်းချက်လိုက်မယ်ကဲလှီးနေစားပြီးတော့ပြီးတော့ငါဒီဘက်မှာကြတော့ထမင်းကိုတဲလိုက်ပါမယ်ကဲထမင်းကိုလည်းထလို့ပြီးတော့ပြီးဆိုတော့တဲ့ထမင်းဒီမှာတတ်ထားလိုက်ပါအောင်မယ်ကဲအဲ့ဆိုလို့ပြီးတော့ပြီးဆိုတော့ငါဒီမှာထိုင်ပြီးစားလို့ရပြီကောင်းလိုက်တာကောင်းတယ်ဆွမ်းတော့မယ်ငါရဲ့လွယ်အိတ်လေးပါယူရမယ်အော်တမီးလေးပြီးစင်အောင်မယ်ဒီမရညာကလေးလှုပ်ထားတာငါဟိုစင်မထားခဲ့ဆိုငါလှုပ်လိုက်ကဲလှုပ်ပြီးွားပြီးစတော့ကရပြီဆိုတော့သွားမယ်မြင်တော့မယ်ငါရဲ့ကြောင်းစာအုပ်ဒီထည့်ထားလွယ်ပါငါယူရမယ်ပြီးတော့ပြီးဆိုတော့သွားမယ်ရှိမကြောက်ကလာဂျိုနီလောက်တော့ခဏနေခဏစောင့်လိုက်ပါအဲ့ချိန်မှာပဲကြောက်ကရောက်ရှိလာပါတယ်ရောက်ပါပြီခင်ဗျဟိုကြောက်ကရောက်လာပြီပဲဟုတ်ကဲ့ကျေးဇူးပါရှင်အမတက်ပါဟုတ်သွားမယ်နော်